တော့စိတ်ပူပြီးအမေးများတဲ့ဘေဘီလေးတွေဝမ်းထဲမှာအမြုပ်ပါရင်စိုးရင်ရလားဆိုတာလေးကိုဖြေပေးပါမယ်။မင်္ဂလာပါရှင်ဒေါက်တာဝင်းပါဘေဘီလေးတွေနှိုးဆိုတဲ့အရွယ်မှာဆိုရင်မိခင်နှိုးဆိုတဲ့ကလေးတွေမှာဆိုရင်ပထမဆုံးထွက်တာအရေးကြီးပေါ့နော်ပြီးမှအရေးပြစ်ဆိုတာထွက်တဲ့ကလေးကအရေးကြီးဆိုတာများပြီးတော့အရေးပြစ်ကိုဆိုတာနည်းသွားမယ်ဆိုရင်ဝမ်းထဲမှာဝမ်းစိတ်ရောက်တဲ့အတူအမြုပ်လေးတွေပါတတ်ပါတယ်အဲကြောင့်မလို့အရေးကြီးရောအရေးပြစ်ကိုဆိုရအောင်တစ်ဖက်ကိုအကြိုက်ဆိုပြီးမှနောက်တစ်ဖက်ကိုပြောင်းတင်ပါတယ်ပြီးတော့ဘေဘီလေးတွေကပေါ့နော်သူတို့အစာချေစင်းတွေအကောင်းဖို့မျိုးသေးတဲ့အတွက်နိုးတွေဆိုရင်လည်းလေးတွေပါမျိုးချမိသွားရပေါ့နော်တချို့လေးတွေကဝမ်းထဲမှာအမြုပ်အနေနဲ့ပန်ပါပဲကြက်ပါတယ်နောက်တစ်ခုကကြတော့မိခင်တို့နဲ့မတဲတာလို့ဖော်မူလာတို့နဲ့မတဲတာလို့ပြင်မိခင်စားတဲ့အစားအသောက်နဲ့မတဲတာဖြစ်ဆိုကလေးတွေမှာ food sensitivity ကြောင့်ဝမ်းထဲမှာအမြုပ်ပါတတ်တယ်ပေါ့နော်ဒါဆိုရင်ဝမ်းထဲမှာချွဲတွေလည်းပါတတ်တယ်ကလေးကကြီးကြတာလို့ဖြစ်နိုင်တယ်ပြီးတော့ကလေးရေပြားမှာအနီးစက်လေးတွေထွက်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အစာအိမ်နဲ့ဦးလန်းကြောင်းရောက်လာပေါ့နော်ဒါဆိုရင်လည်းကလေးတွေကဝမ်းထဲမှာအမြုပ်ပါတတ်တယ်ဒီခွဲဆိုဝမ်းနဲ့အရည်ဆက်တိုက်သွားတာဖြစ်နိုင်တယ်သွေးပါတာတွေဖြစ်နိုင်တယ်ပြီးတော့ကလေးကဖျားတာဖြစ်နိုင်တယ်အစာကောင်းမစားတာဖြစ်နိုင်တယ်နောက်တစ်ခုကကြဒီလိုမျိုးဆိုရင်ဘာတွေ့ရလဲဆိုတော့ရေထက်ဆုံးရှုံးတဲ့လက္ခဏာတွေပေါ့နော်စီးသွားတာနေတာလို့မျက်တွင်းတွေကဟောက်ပိတ်ဖြစ်နေတာပေါ့နော်အဲ့ဒါလေးနဲ့တွဲနိုင်ပါတယ်အသက်6လအရွယ်ကလေးတွေမှာဆိုရင်သူတို့နှုတ်တိုက်တာအနေဖြစ်စားကြွေးတဲ့အချိန်မှာဆိုတော့အစာအပြောင်းလဲကြပေါ့နော်ဝမ်းထဲမှာမြုပ်တွေပါနိုင်ပါတယ်တချို့သွားပေါက်တဲ့အရွယ်တွေမှာဆိုရင်သူကတရေတွေအများကြီးထွက်တယ်ပေါ့နော်အဲ့ဒီအချိန်တွေမှာဆိုတော့ဝမ်းထဲမှာမြုပ်တွေပါနိုင်ပါတယ်ဒီဝမ်းထဲမှာအမြုပ်တွေပါတာကတရက်2ရက်လောက်ပဲဖြစ်ပြီးတော့ဗောနော်ကလေးကလမ်းနဲ့ဒီအမြုပ်ပါတာနဲ့တူတူကျန်တာဘာမှမရှိဘူးဗောနော်ကလေးကလမ်းနဲ့ကျန်းမာတယ်နှုတ်လည်းကောင်းဆိုးတယ်ဗောနော်ကောင်းဆော်ရဲဆိုတော့ဒါတွေဆိုမစိုးရင်ရအောင်ဗောနော်အဲ့လိုမဟုတ်ဘဲနဲ့ဝမ်းထဲမှာအမြုပ်ပါတာက4-5ရက်လောက်ဆက်လာပြီးဖြစ်လာတယ်ပြီးတော့ဝမ်းထဲမှာလည်းသွေးပါတာတို့ချွဲပါတာတို့ပြီးတော့ဝမ်းလျှောတာတို့တွဲတာတို့ကလေးကအန်တယ်ဖျားတယ်နှုံးတယ်ဗောနော်အရန်ကြီးကြတယ်အဲ့လိုလက္ခဏာတွေပါတယ်ဆိုရင်တော့မေမေတို့ကဆေးကန်းပြဖို့လိုပါတယ်